မမလေးအိမ်လေးနဲ့ဘီလေးနဲ့ဘယ်ကအရသာပူကောင်းလဲဆိုတာမြည်ကြည့်ပေးပါဦး သူကအချင်းတက်ကိုပိုးပေါ်လွင်ပြီးတော့ပိုးကောင်းလို့မို့ပြောကြတဲ့အချင်းပေါ်လို့ အဲ့ဆိုညီမလေးအနေနဲ့အမှတ်ပေးရမယ်ဆိုလို့ရှိရင်အေးလေးကို10မှတ်မှဆိုဘယ်နှမှတ်ပေးချင်လဲဒီနေ့ဂွားစင်းနာကဒိန်ညင်ဆိုင်ရနေဒိန်ညင်ဝယ်ခဲ့ပါတယ်ဘယ်ဆိုင်ကအရသာပူကောင်းလဲဆိုတာမြည်ခိုင်းပြီးအမှတ်ပေးခိုင်းပါမယ်မင်္ဂလာပါညီမလေးမမလေးအိမ်လေးနဲ့ဘီလေးနဲ့ဘယ်ကအရသာပူကောင်းလဲဆိုတာမြည်ကြည့်ပေးပါဦးအရသာလေးခံကြည့်အောင်โอเคကြိုက်လားမြည်ချင်တော့ဆုံးမြည်ကြည့်အောင်မလားโอเคအဲ့ဆိုဘီလေးမြည်ကြည့်ပါဦးအရင်ဆုံးမှွေလိုက်မလို့ကြာရင်အရသာနေနေမှာဆိုလို့โอเคဘီလေးရင်မြည်ကြည့်မယ်ထပ်ဆုံးထပ်မြည်ကြည့်အောင်လားမြည်ကြည့်တာကြိုက်လားတိတ်မကြိုက်ဘူးတိတ်မကြိုက်သေးဘူးဒါဆိုအေးလေးမြည်ကြည့်ပါဦးမှွေလိုက်အောင်တဲလေးအားခုမြည်ကြည့်ပါဦးမှွေလိုက်ပါဦးညသာခံမကြည့်ဘယ်ဟာလေးကြိုက်လဲအေးကိုကြိုက်တယ် ထပ်မြည်ကြည့်အောင်လား တော်ရတယ် တော်ပြီအေးကိုဘာလို့ကြိုက်တာ သူကအချင်းတက်ကိုပိုးပေါ်လွင်ပြီးတော့ပိုးကောင်းလို့မို့ပြောကြတဲ့အချင်းပေါ်လို့ အချင်းပေါ့တယ်မောင်လေးကကြတော့အချင်းငကိုတွေကကြိုက်လို့လားဒါမှမဟုတ်ဒီအရသာလေးကိုကြိုက်တာလား ဒီရတာလေးကိုကြိုက်တာ ဒီရသာလေးကိုကြိုက်တာဒါလေးကအချင်းချင်းလေးသူကတော့အချင်းနဲ့ပေါ့တယ် ပေါ်တယ်ပဲသွားတာ ပေါ့တယ်ချိုးရောချိုးလားဘယ်အချိုးတက်ဆိုရင်တော့ဘယ်ကကြိုက်လဲ အချုံးနဲ့ဆိုတော့ဒီဟာကြိုက်တယ် အော် ဒီဟာလေးကအချင်းတောက်ချင်ဒီဟာလေးကပိုးကောင်းတယ် ဘယ်ရသာလေးကြိုက်လဲဘီဟာလားဘာဖြစ်လို့ဘီကိုကြိုက်တာလဲ သူကနည်းနည်းလေးပဲချင်တာ သူကနည်းနည်းလေးပဲချင်တာညီမလေးကအချိုးကြိုက်တာလားဟာလားအဲ့ဆိုလို့ရှိရင်အမဟိုတစ်ခုချင်းစီရဲ့ review လေးပြောပြကြည့်ပါလားဒီ A လေးရဲ့အရသာလေးကချင်တာလေးရဲ့ပြီးတော့ဘယ်လိုမျိုးလေးခံစားရလဲ ချင်းချင်းချူချူလေး ချင်းချင်းချိုးချိုးလေး ကိုကတော့တားလည်းမချင်ဘူး ချိုးလည်းမချိုးဘူးအော်အခုဆိုရင်ဘီလေးကြိုက်တယ်ဘီလေးဘာလို့ကြိုက်တာဘာရသာလေးလဲဘီရသာလေးလဲ အဲ့ဒါချင်းချင်းလေးနဲ့လေဘယ်လိုလဲတရား ချင်းချင်းလေးနဲ့ချိုးလား ချူလေးပဲ ချင်းချင်းချိုးချိုးလေးအဲ့ဆို A လေးရော အေးကနည်းနည်းချင်းရဲ့ဘက်ကို A ရချင်းတဲ့ဘက်ကိုသွားတယ်အဲ့ဆိုညီမလေးအနေနဲ့ဆိုလို့ရှိရင်ရောဘယ်ဟာလေးကြိုက်လဲ B အဲ့ဆိုညီမလေးအနေနဲ့အမှတ်ပေးရမယ်ဆိုလို့ရှိရင် A လေးကို10မှတ်မှဆိုဘယ်နှမှတ်ပေးချင်လဲကိုကြိုက်ရတာလေးနဲ့ကိုကြိုက်လားမကြိုက်လားဘယ်နှမှတ်လောက်ပေးချင်လဲ10မှတ်မှဆိုရင် ကိုမလောက်ပေးပါ 9မှတ်လောက်တော့ပေးရအဲ့ဆိုဒီ B လေးကြတော့10မှတ်ဟာကဲချိန်လေးပေးလို့ကျေးဇူးပါနော်တေးလေးလောလောဆယ်တော့မောင်လေးကအချင်းလေးလည်းကြိုက်တယ်နောက်ပြီးတော့ဒီအရသာလေးလည်းကြိုက်တယ် ဟုတ်ဒီ A ပေါ့ ဟုတ်အေးဗျ ရှင်းပါ 10မှတ်အဲ့ဆို B လေးကိုဘယ်နှမှတ်ပေးမလဲ ဆင်ပါ 10မှတ်B ကြိုက်တယ်ပေါ့အချိုးကြိုက်လို့လားဒါမှမဟုတ်လို့ရှိရင်ဒီချင်းချိုလေးကိုအရသာလေးကိုကြိုက်လို့လား ချင်းချူရတာ ချင်းတို့ရတာကြိုက်တယ်ဟုတ်ကဲ့ပါညီမလေးကျေးဇူးပါနော်အချိန်ပေးလို့မလေးဆွမ်းနာကိုအကိုရှိလားဩအမဆွမ်းနာဒင်းညင်လာဝယ်သွားတာလေမောင်လေးနဲ့ပြောလို့ရရမလားဆွမ်းနာအမဒင်းညင်လာဝယ်သွားတာအဲ့ဒါတကယ်အပြင်ကလူတွေကိုအမမြည်ကြည့်ခိုင်းတာဆိုင်နဲ့ဆိုင်မြည်ကြည့်ခိုင်းတာနောက်တစ်ဆိုင်ကနေပြီးတော့လည်းအမဒင်းညင်ဝယ်တယ်ဒီဆိုင်ကလည်းဒင်းညင်ဝယ်တယ်ပြီးတော့တကယ်အပြင်ကလူတွေကိုမြည်ကြည့်ခိုင်းတာအမှတ်ပေးခိုင်းတာအဲ့ဒီဆိုင်လေးနိုင်တယ်ဒီဆိုင်လေးကပိုကောင်းတယ်အရသာလေးလည်းကောင်းတယ်သူကမနိုင်ဘက်လေးလည်းပါတယ်ပေါ့ပြီးတော့အရသာလေးကနည်းနည်းလေးအဲ့လိုမျိုးလေးနဲ့ပိုကြိုက်တယ်ဆိုလို့အဲ့ဒီဆိုင်လေးကိုလေလာဝယ်လို့ရအောင်လို့လိပ်စာလေးညှို့ပေးပါအောင်မအောင် လိပ်စာ ဒီဆိုင်လိပ်စာလေး ဘယ်ဒီဆိုင်ကကွာစင်းနာပဲ ကွာစင်းနာ ကွာစင်းနာပြေတော့လန်းနဲ့ကြံကင်းလန်းကြားပေါ့ ဩ ဘူးလန်းမှာမဟုတ်ဘူး တရက်ဒေါ်လန် ပြေတော့လန်းနဲ့ကြံကင်းလန်း တရက်ဒေါ်လန်နဲ့ကြံကင်းလန်းကြား ဘူးလန်းမှာ ဘိုလမ်းမှာပေါ့ကွာစင်းနာအနီးဆိုင်ပဲချိန်ဖွင့်တာလေမောင်လေး ဆိုင်နေ့2နာရီဆိုရိုက် 2နာရီပဲချိန်ပိတ်လေ 2နာရီခွဲ 2နာရီကနေ10နာရီခွဲထိဖွင့်တယ်ပိတ်ရက်ကိုရှိလား ပိတ်ရဲ့အိမ်တိုင်းတို့တစ်ခါကြီးကပိတ်တာပေါ့ တခါရက်တော့ပိတ်တယ် ဒီလိုကြီးတော့ပိတ်ရဲ့ ပိတ်ရက်တီးတဲ့ရက်တော့မရှိဘူးဟုတ်အဲ့ဆိုရှင်မောင်လေးဒီကဖွင့်တာဘယ်လောက်ကြာပြီလဲ ဂျာပြီပေါ့ငွေကြီးနေ ဟုတ်လားအဲ့ဆိုတော်တော်ကြာပြီပေါ့ဒီနေရာမှာပဲလားဆိုင်ခွဲတွေရောရှိလား မရှိဘူး ဆိုင်ခွဲတော့မရှိဘူးဒီနေရာမှာပဲရောင်းတာကြာပြီဒါကိုယ်တိုင်လောက်တာလား ကိုယ်တိုင်ပေါ့ ကိုယ်တိုင်လောက်တာဟုတ်ကျေးဇူးပါအကို